နော်ပတ်စံအိတ်တွေဖုန်းတွေလာပြီဒါကတော့ထိတ်ဆုံးရေတကွန်နဲ့မုတ်ပြောင်းဆိုတာလာမယ်နော်လာပြီနော်စတင်ပြီးတော့ပေါင်းရှင်းပြနေတာကလောမျိုးအမတ်1ရက်ခွက်ကိုကိုစားပြုထားတဲ့ရခင်နေ့ရဲ့ချန်ပီယံရွှေမြန်မာပဲဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကတော့ပုတ်ပြောင်းရေတကုံပုတ်ပြောင်းကြောက်ရှူးပုတ်ပြောင်းဒါလေးတွေကတော့ထိတ်ဆုံးဆင်းပေါ့နော်ပါဝင်ရှင်ပြိုင်နေတဲ့အသင်းရက်ကွက်တစ်ကိုကိုစားပြုထားတဲ့ရွှေမြန်မာအသင်းပဲဖြစ်ပါတယ်2024ရဲ့ချန်ပီယံဒါရှူးပုတ်ပြောင်းလို့ရေတကုံလို့ခေါ်ပါတယ်အပေါ်မှာအဆင့်တွေများစွာကျန်ပါသေးတယ်တဆင့်ပြီးတဆင့်ပေါ့ခင်ဗျာလာပါလိမ့်မယ်ဒါကတော့ထိတ်ဆုံးအဆင့်မုတ်ပြောင်းတဲ့ရေတကုံလို့အမည်ရပါတယ်ကြောက်ရှူးမုတ်ပြောင်းလို့အမည်ရတယ်ခင်ဗျာဒါလေးတွေကတော့ရေတကုံလို့ပြောရင်လည်းရပါတယ်မီးရေတကုံထမ်းမိပါရီလာအောင်မလဲပြိတ္တကြီးဒီချာကြည့်ထားမယ်နော်တဖြည်းဖြည်းနဲ့တော့လေးလာပြီနော်ထွက်လာပြီရှူးတွေထွက်လာပြီရဲ့ရှင်းမျက်နှာအထက်အောက်လာနေပြီဒီဘက်ကမလာသေးဘူးဒီဘက်ကပြေးနေပြီတဖြည်းဖြည်းဒီဘက်ကိုလှည့်လာမယ်နော်ပရိသတ်ကြီးအန်ရည်ရက်ကွက်တစ်ကိုကိုစားပြုလာရောက်ရှင်ပြင်းချင်းဖြစ်ပါတယ်ရွှေမြန်မာပါခင်ဗျာလက်ခုတ်တယ်လေးနဲ့ကြည့်ပြပါတော့ခင်ဗျာဒါကတော့ကြောက်ရှူးเนาะကြောက်ရှူးလို့ရပါတယ်ကြောက်ရှူးလို့ခေါ်ပါတယ်ခင်ဗျာအမလေးလာပြီเนาะအမလေးရှူးတွေမှာမျက်စိမပါတဲ့အတွက်ကိုယ်အန်ရကိုကြည့်ပါနော်ရှူးတွေမှာမျက်စိမပါပါဘူးထိုးချင်တာထိုးမှာပါထီးသမားတွေနောက်ကလူတွေမမြင်ရဘူးเนาะထီးသမားလေးတွေပိတ်ပေးပါเนาะအန်ရများပါတယ်အမလေးဗျာအမလေးလေကြောက်ရှူးလေရှူးအလုံးရည်တွေများစွာပါတယ်နော်တတိထားမယ်နော်အမျိုးမျိုးပုံပုံဒါလေးတွေကတော့ကြောက်ရှူးလို့ခေါ်ပါတယ်ခင်ဗျထပ်မှန်ပြီးတော့လာပါအောင်မယ်ကာလာရှူးလေးတွေဓာတ်ပုံဆရာတွေတေချာရိတ်လပလေးတွေထွက်မှာပါဝါရောင်ရှူးဒါလေးတွေတော့မီးဆရာကိုဝင်းစော်တို့ကိုမျိုးဝင်းတို့ကိုဝင်းချိုတို့ကိုစောဝင်းတို့ညီကိုတစုစီနဲ့ဒူပေါင်းဆောင်ရထားတာပါတတိပေးထားတယ်နော်အန်တယ်တွေများအမလေးခေါင်းလေးထိကုန်ပြီခင်ဗျတတိထားမလေးလာမယ်ကြောင်ရှိကြစ်ဆောင်ထားမယ်နော်ထိုးပြန်ပြီခင်ဗျာလက်ခုတ်တန်လေးနဲ့ချင်းပြပါဦးခင်ဗျာရွှေမြန်မာအတွက်လက်ခုတ်တန်လေးပါခင်ဗျာလာပနဲ့ပါဝင်ရှင်ပြိုင်နေတာရွှေမြန်မာပါခင်ဗျာဒီတက်ကြီးလာနေလို့အလိုခင်ဗျာလာပလေးပါပဲခင်ဗျာအဝါရောင်ရှူးအနီရောင်ရှူးဟေးတတိထားမယ်နော်တတိထားမယ်
ရက်ကွက်တစ်ကိုစားပြုလာရောက်ရှင်ပြိုင်တဲ့ရွှေမြန်မာဘောခင်ဗျာ2024ရဲ့ချန်ပီယံရှူဒီမှာမျက်စိမပါဘူးတော့ထိုးချင်အားထိုးမှာနော်တတိထားမယ်နော်မခေါင်းထိသွားပြီမောင်နေတော့မမြင်ရဘူးခေါင်းပဲမြင်ရတယ်သူကထိုးချင်အားထိုးမှာတတိထားနော်ဝါတဲ့သူတွေကိုအရှိမကာပါလောက်ထားဝါတဲ့သူတွေအရှိမထားအဲ့ဒါဆိုပိန်တဲ့သူတွေအနောက်မှာပျောက်တယ်တတိထားမယ်နော်အရက်ရှင်းနေတာဘောခင်ဗျာပါဝင်ရှင်းပြနေတာရှူးမျိုးစုံအဝါရောင်ရှူးစိမ်းရောင်ရှူးအနီရောင်ရှူးနေကာလာရှူးမျိုးစုံဘောခင်ဗျာအနေရည်ကြည့်မယ်နော်တဖြည်းဖြည်းနဲ့လာအောင်ပါစိမ်းရောင်လေးရှူးဝါရောင်ရှူးဝေပင်ရှူးရမလေးဟလာပါပြီခင်ဗျာမလေးဗျာလာရောက်ပြီးနှုတ်ဆက်တယ်နော်ကျွန်တော်တို့ကလောမျိုးရဲ့တစောင်းနိုင်ပွဲကြီးကိုလာရောက်အားပေးတဲ့အတွက်တဲ့ရက်ဝေးကရွှေဧည့်သည်အဖွဲ့ကိုလာရောက်နှုတ်ဆက်နေခြင်းဖြစ်ပါတယ်ရွှေမြန်မာအဖွဲ့ကတတိတွေထားမယ်နော်လာအောင်မှာအဲ့ဒါပြီးပတ်ချလဲလာမှာနော်အလားပြီဒီမှာမလေးတတိထားထားမယ်ဒီတော့ဒီပုံပြုတ်ထားတယ်မသိဘူးခင်ဗျာဒီတော့ဒီပုံပြုတ်ထားတယ်မသိဘူးခင်ဗျာမီးစရာကိုမလေးတတိထားမယ်မလေးဓာတ်ပုံဆရာတွေမိမိရရိုက်ထားတော့အင်မတန်မှလာပါတယ်ဓာတ်ပုံဆရာတွေရိုက်ထားမယ်လေးဗျာတတိထားမယ်ခင်ဗျာတတိထားမယ်နော်တေချာလေးကြည်ရမယ်လက်ခုပ်တက်လေးနဲ့အာမပေးချင်ဘူးလားကြည်စမ်းပါခင်ဗျာကွင်းပြေတစ်ခုလုံးကျဲလေးကျွေနေသူလေးပေါ့ခင်ဗျာကျဲမလေးကျဲလေးတွေကျွေနေပြီတကယ်တော့မလေးလာပြီခင်ဗျာတိန်သူကြီးတွေကိုလည်းလာရောက်နှုတ်ဆက်ပါတယ်ဝဲကိုလာရမယ်မလေးတတိချာနော်ဟိုမှာခုံဆွာနဲ့တတိချာခုံဆွာလုံးပတ်ဆိုင်အိတ်တွေပြုတ်ကြမယ်နော်တတိချာနော်ဒီဇန်မီးဆရာအဖွဲ့တွေကိုစောမင်းတို့ညီကိုတစုတွေမြည်ပုံပြုတ်လောက်ထားတယ်မသိဘူးပေါ့ခင်ဗျာအင်မတန်မှလာပါတယ်ခင်ဗျာအနောင်စာနာတော့မလာသေးပါဘူးခင်ဗျာရုပ်ဆိုးတဲ့သူတွေနာပဲမြသွားပါတယ်ခင်ဗျာရုပ်ချောတဲ့ကျွန်တော်နားမလာသေးပါဘူးခင်ဗျာဟုတ်ကဲ့ပါရွှေမြန်မာအတွက်ဦးမောင်ချစ်ကစုတော်မွေ5000ကြီးပြင်းသွားပါတယ်ခင်ဗျာထိုင်မှန်ပြီးတော့ RTK ဘေကရီဘုတ်ဖို့ကလည်းသူ့တော်ငွေ5000ကြီးပြည့်သွားပါတယ်ခင်ဗျာတတိထားမယ်နော်အမလေးဗျာသူ့တော်ငွေအတန်လဲကြားရောပြုတ်နဲ့ထွက်လာကုန်ပြီနော်လေရွှေမြန်မာတွေ
အဲ့ဒီမှာများဆန်ဆာများတက်ထားလားမသိစုတော်ငွေလို့ကြားရင်တပြုတ်တည်းထွက်ဆိုပြီးတော့မလေးဗျာရှင်မြန်မာညီကိုတွေတော်ပါတယ်ခင်ဗျလာလာပပနဲ့ပါဝင်ရှင်းပြနေအောင်ခင်ဗျာကြည်စမ်းပါအောင်ခင်ဗျာညီတို့ညီပုံပြုလုပ်ထားတယ်မသိဘူးနော်ဒီမှာရှိတော့တက်တက်လာနေပြီနော်အန်ဒီတွေများတယ်နော်ထပ်ပါပြီးတော့ရွှေမြန်မာအတွက်ကိုကတုံးမနစီဖာရက်ွက်တိငါကျဲရောဝေးရကလည်းစုရမွေတက်တဲချင်းပြသွားပါတယ်ခင်ဗျာစုတော်ငွေချင်းမြင့်နေဆိုတာနဲ့ပဲရွှေမြန်မာကြီးကလည်းဤကဲ့သို့ပြန်လဲပြီးကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ဒီလိုမျိုးဝေဝေဆာဆာနဲ့ပြန်လဲပြီးတော့ဧကန်နေခြင်းဖြစ်ပါတယ်တတိထားမယ်နော်စုတော်ငွေတွေအများကြီးရှိနေပါတယ်ကျွန်တော်မီးမောင်နေလို့မမြင်ရလို့ပြီးမှပဲကြော်ကြပေးပါမယ်အန်ဒီတွေများတယ်နော်တတိထားပါโอเคရုပ်ဆိုးတဲ့သူထိသွားပြီခင်ဗျာရုပ်ဆိုးတဲ့သူထိသွားပြီခင်ဗျာကျွန်တော်နားတော့မလာသေးပါဘူးရုပ်ဆိုးတဲ့သူတွေနော်အနေများတယ်နော်ရက်ွက်တစ်ကိုစားပြုထားတဲ့ရွှေမြန်မာအဖွဲ့ပါဝင်ရှင်ပြိုင်နေခြင်းဖြစ်ပါတယ်ခင်ဗျာနေအောင်ရှူးလေးတွေအဝါရောင်ရှူးလေးတွေစိမ်းရောင်ရှူးလေးတွေကာလာစုံပေါ့ခင်ဗျာအင်မတန်မှလက်ပပါတယ်ခင်ဗျာလာလာပပနဲ့လာရောက်ရှင်းပြနေတာရက်ွက်တစ်ကိုစားပြုထားတဲ့ရွှေမြန်မာအသိမဲ့ဖြစ်ပါတယ်ဒါလေးတွေကခိုလေးတွေပေါ့ခင်ဗျာโอเคပါခိုမိသားစုလေးတွေပေါ့နော်အမလေးခိုလေးတွေခိုကာလာစုံလေးတွေပေါ့ခင်ဗျာခိုမိသားစုတွေကိုအဲ့ဒီရန်စင်မှာတင်ထားတာပါသူလည်းကလောမျိုးရဲ့ရိုးရတစောင်းနိုင်ပွဲကြီးကိုလာရောက်ကြည့်ရှုနေခြင်းဖြစ်ပါတယ်ရွှေမြန်မာအတွက်အောင်အင်းလေးဆောက်လုပ်ရေးကုမ္ပဏီကနေပြီးတော့လေစုတော်ငွေနဲ့သိန်းချီးမြှင့်သွားပါတယ်ခင်ဗျာကြော်ညာပေးရတဲ့အတွက်ရာခိန်နှုံးနဲ့တော့ပြန်ဖြတ်မှာပါโอเคပါလက်ခုပ်တန်လေးရွှေမြန်မာအတွက်လက်ခုပ်တန်လေးအမြဲတမ်းလာပါတယ်ခိုးပြန်လေးတွေလေဗျာရွှေမြန်မာအင်မတန်မှလက်ပပါတယ်ခင်ဗျာလာပပနဲ့ပါဝင်ရှင်နေလားလက်ခုပ်တန်လေးနဲ့ပါခင်ဗျာလက်ခုပ်တန်လေးနဲ့ရွှေမြန်မာကိုဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မလေးဗျာအမိတို့ဒီပုံပြုလုပ်ထားတယ်မသိပါဘူးခင်ဗျာဒီကနေ့ထိတ်ဆုံးရက်မှာဒီလိုလေးတွေနဲ့မိမိတို့ရဲ့တက်တဲ့ပညာပေါ့နော်ဒီသက်သာထဲမှာနိုင်ငံခြားဖြစ်တစ်ခုမှမပါပါဘူး